ကျွန်တော်တို့ကြားသည့်ထားတဲ့အတိုင်းဒီလ20ရက်နေ့မှာဒီပထမအဆုံးကျင်ချင်းပြည်နယ်အစိုးရလွှတ်တော်ကိုပြန်လဲကျင်းပခဲ့ရပါတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ကြားသိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ကဒီအတူအယောင်ရွေးကောက်ပွဲဆိုပြီးအမျိုးမျိုးဒီဒေါ်လာဖက်ကဝေဖန်ပြောဆိုမှုလည်းကျွန်တော်တို့များကြီးတွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အလေးငယ်ကျွန်တော်ရဲ့အမြင်ကိုပြောပြပါမယ်ဆိုတော့ရွေးကောက်ပွဲကျင်းပနေတာကဒီမိုကရေစီစံချိန်စံနှုန်းထဲမှာတစ်ခုအပါဝင်ဖြစ်ပါတယ်ကျွန်တော်တို့ဘယ်လိုပဲပြောစစ်အာဏာရှင်စနစ်ကိုဘယ်သူဘယ်ဝါကမလိုလားကြပေါ့အမှန်တိုင်းပါပဲဆိုတော့စက္ကစအစိုးရအနေဖြင့်စပြီးတော့အာဏာသိမ်းကြတဲ့ကနေသူတို့မှာနိုင်ငံရေးလွတ်ဆောင်ရမယ်အာဏာထီနေသူတို့ချမှတ်ထားတယ်အဲ့ဒီသူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ပန်းတဲ့အတိုင်းပြက်သားသူတို့ကအကောင့်ထဲပေါ်တော့ခဲ့ပါတယ်အားလုံးသိကြတဲ့အတိုင်းအခု2025မှာလဲဒီ2020ကရွေးကောက်ပွဲ9နှစ်တက်တာကိုကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်9နှစ်အတွင်းကိုသူတို့ကထိန်းချုပ်ခဲ့ပြီးမှအခု9နှစ်ပြီးလာတဲ့အခါမှာတကယ်တရားမျှတမှုမရှိရင်လဲသူတို့ရဲ့ချမှတ်ထားတဲ့လမ်းစဉ်အတိုင်းပြက်သားရွေးကောက်ပွဲတော့ခဲ့ပါတယ်ဒီရွေးကောက်ပွဲကိုအားလုံးကသိကြတဲ့အတိုင်းတရားမျှတမှုမရှိဘူးလို့ပြောကြတယ်โอเค2020ရွေးကောက်ပွဲမှာလဲဒီကြန့်ခိုင်ရေးပါတင်နဲ့ဒီတက်ကိုစရဲဖက်ကဒီ2020ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးဆိုပြီးမှပြောလာခဲ့တယ်ဒါပေမဲ့ NLD အစိုးရဖက်ကလည်းဒါကိုလက်မခံခဲ့ဘူးလက်မခံတော့နောက်ဆုံးကြရင်စစ်တပ်ကအာဏာသိမ်းလိုက်တယ်ဒါအတိကဒီပြဿနာက NLD အစိုးရနဲ့ကြန့်ခိုင်ရေးရဲ့ပြီးတော့တက်မတော်ဂျာထမ်ကပြဿနာဖြစ်ပါတယ်အခုကျွန်တော်တို့2020နွေဦးဒေါ်လာရေးကလည်းပင်လုံစာချုပ်ဆိုခဲ့တုန်းကဒိုင်တာတန်တူအခွင့်အရေးကိုပဲပြတ်ထန်းခွင့်အရေးကိုနိုင်ငံရေးပြဿနာအရေးကိုအခြေခံပြီးမှလိုထုတ်ဒေါ်လာရေးဖြစ်ပေါ်လာခြင်းမျိုးမဟုတ်ပဲနဲ့ NLD အစိုးရနဲ့ဒီတပ်ပါတီကြားထဲမှာအခဲမကြည်မှုနဲ့နော်အမြင်မတူမှုဒီကနေစတင်ပြီးမှဒီနယူးဒေါ်လာရေးကိုစတင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရေးပြဿနာကအချက်နှစ်ချက်ပေါ်မှာမူတည်နေတာဖြစ်ပါတယ်အခုကျွန်တော်တို့ဒေါ်လန်ဒေတာဒရင်တတ်တော်များကဒီနိုင်ငံရေးပြဿနာကပင်လုံစာချုပ်ဆိုကြတဲ့ကနေစတင်ခဲ့ပြီးသားဖြစ်တယ်လွတ်လပ်ရေးရရှိပြီးမှတပြိုင်နက်တည်းကျွန်တော်တို့ဘီရွန်းရှိကဖြစ်ပေါ်လာခဲ့တယ်ဘာကြောင့်လဲပင်လုံစာချုပ်ကတိကဝတ်ကြောင့်ပဲဖြစ်ပါတယ်အခုလက်ရှိအထူးသဖြင့်ဒေါ်လာရေးထဲမှာထက်ဝင်ပါဝင်နေကြတဲ့ဒီစစ်အာဏာရှင်စနစ်ကိုတိုက်ခိုက်နေကြတဲ့ပြည်သူလူထုအများစုမှာ NLD ပါတီကိုထောက်ခံခဲ့ကြတဲ့ပြည်သူလူထုတွေအများဆုံးပါဝင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးတော့ဒီပင်လုံကတိကဝတ်ပေါ်မှာခြေခံပြီးမှအဲ့ဒီနိုင်ငံရေးပြဿနာပေါ်မှာခြေခံပြီးမှဒေါ်လာရင်းစတင်ခဲ့တဲ့ဒရင်တာလူနေစုအဖွဲ့အစည်းတွေကတော့သူတို့ရဲ့နိုင်ငံရေးလမ်းစဉ်အတိုင်းပဲဒီကချင်ပြည်ချင်းပြည်ပမာပြည်ရှမ်းပြည်စသဖြင့်နိုင်ငံတွေကိုတနိုင်ငံထဲမှာပြည်ထောင်စုဆိုတဲ့နိုင်ငံထဲမှာစုစည်းဖို့ကြိုးစားလာခဲ့ကြတဲ့ပင်လုံစာချုပ်ရဲ့ကတိကဝတ်အခွင့်အရေးကိုမရခဲ့တဲ့ဒရင်တာလို့ ਨੇ ဆိုအဖွဲ့တွေကတော့သူတို့ရဲ့လမ်းစဉ်အတိုင်းပဲတွန်းနေကြတယ်ဆိုတော့အခုလက်ရှိအခြေအနေမှာဒေါ်လာကြီးက NGOG အစိုးရကိုယ်တိုင်ကလည်းဒေါ်လာရဲ့အစပိုင်းမှာတနည်းအတွင်းဒေါ်လာရဲ့ကိုပြီးဆုံးမလို့အနိုင်ယူမလို့နဲ့ဒေါက်တာပညာရှင်တွေကနော်ရန်ကုန်တင်းနိုင်တဲ့တနည်းအကျရင်လက်နဲ့ကမိုးရွာတယ်လို့ရွာလိုက်မယ်အာတိုးပြဝင်လာတော့မယ်ဒီလအတွင်းစီဒံဝင်ကြမဝင်တဲ့သူတွေမင်းတို့ရဲ့အခွင့်အရေးကိုဆုံးရှုံးသွားမယ်
စတဲ့ပြမျိုးယုံမတဲ့နဲ့ယုံထွက်သူဆိုပြီးမှစန္ဒပြလာခဲ့ပြီးမှငါးနှစ်အတွင်းမှာဘာတစ်ခုမှမပြောင်းလဲခဲ့တော့ဘူးအခုပီတိုလိုတို့အများစုကယုံကြည်ရမယ်တွားရမယ်အခြေအနေဖြစ်နေချက်ပဲပြည်တွင်းမှာစာဝတ်နေရေးကစဂုံခက်ခဲလာတော့ပီတိုလိုတို့ကတော်လိုင်းကြလာတော့ဒီလိုမျိုးတိုက်ခိုက်နေတာစစ်ပွဲဖြစ်နေတာကငင်းငွေကြပြီတကယ်တမ်းပြောရရင်စကားစကိုမစိုက်ရင်လေဒီစကားပြန်လဲအိုးချုပ်ဘာကတိုက်ပြေကပြန်လဲစာဝတ်နေရေးကိုပြန်လဲစင်ပြီးလာမယ်ဆိုတဲ့မြော်ရင်းရာကင်းမဲ့နေတဲ့ပြည်သူတို့အများကြီးရှိနေပြီဆိုတော့ကျွန်တော်တို့လက်ရှိချင်းပင်နေမှာလဲဒီတိုင်းပါပဲစင်ရတာကြီးလည်းနေပြည်သူတို့ထို့တယ်စာဝတ်ရင်းကစလုံးဝခက်ခဲနေကြပြီအဲ့ဒီကြားထဲမှာကလေးမျိုးကနေဟိုဖက်ကနေမိပြန်ကနေတက်လာတဲ့ဂုံတွေကားတွေဟိုဖက်မီဇိုရမ်ပြည်ဖက်ကနေဝင်လာတဲ့ဂုံဖက်စီတွေပေါ်မှာ CNF နဲ့အဖွဲ့ကအတင်းအဓမ္မနဲ့စက်ကြီးတွေကောက်ကိတ်မာငွေကြီးတွေများကြီးကောက်ခဲ့ပြီးမှစာဝတ်နေကြီးခက်ခဲနေတဲ့ပြည်သူတို့ထုစီရောက်တဲ့အချိန်မှာဖက်စီတခု90ကျပ်ကို100ကျပ်လောက်နဲ့ဝယ်နေကြတာဘယ်ခါနိုင်မလဲဘယ်လိုကြာကြီးခါနိုင်မလဲပြည်သူတို့ထို့တယ်စားစရာမရှိတဲ့တနည်းချမ်းပြည်သူတို့ထမင်းတို့ကိုတော်လာမှာပဲတာအမှန်တရားပဲတာနိုင်ငံရေးမှာဒါကိုကျွန်တော်တို့ဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲပြတ်သားမှုမရှိလို့ပဲပြတ်သားကျွန်တော်တို့တိုက်ခိုက်တယ်ဆိုရင်အခုချင်းပြည်နယ်မှာလည်းဟာခါထန်တလားစင်းနေ38နှစ်လုံးလည်းနဲ့ကြိုင်လာခဲ့ကြပြီပြတ်သားဟာခါထန်တလားပြောဟာကမှုတကက်တိုက်တယ်ဆိုရင်လုံးမနိုင်တယ်အခုကပြောဟာကုန်းကိုနိုင်အောင်မတင်းပဲနဲ့စကားစကားမရှိတဲ့ပီတိုလိုထို့တွေရှိမှာတွားပြီးမှမင်းတို့ရဲ့ပါဝါမင်းတို့ရဲ့အုတ်ချိုကြီးမူဝါဒတွေကိုစိုးမိုးလွှမ်းမိုးဖို့အတွက်လို့ပဲမင်းတို့ကလုစားနေကြတာနိုင်ငံခြားကနေဒေါ်လာငွေအထောက်ပံ့တွေရရှိဖို့အတွက်လုံးနဲ့မင်းတို့ကချင်းနိုင်ငံရေးကိုလုစားနေခဲ့ကြတာအခုလေဟာခါမှာအာနာတင်းကြတဲ့ကစားဟာခါပြောဟာကုန်းကိုတကယ်တိုက်ဖို့စီမံချက်ပြောဟာကောင်းကောင်းမဆွဲပဲတဲ့မင်းတို့ကဒီအရက်သားအစိုးရအရက်သားဝန်ထမ်းတွေကိုပြစ်မှတ်ထားပေးမှာဟိုချောင်းကနေဟိုပခဏမင်းတို့လမ်းပြီးနာကနေပစ်တနေကြတာဒလန်စုပြီးဆွဲပြီးမှပစ်တနေကြတာအထူးတပြည့်အရက်သားလက်နဲ့မကြိုက်တဲ့အစိုးရဝန်ထမ်းတွေကိုမင်းတို့အခဲမချီတဲ့ဝန်ထမ်းတွေကိုမင်းတို့ရဲ့မနာလို့တဲ့အစိုးရဝန်ထမ်းတွေကိုလိုက်ဖမ်းပြီးမှမင်းတို့ကအပစ်အမျိုးပေးနေကြတာဒါမင်းတို့အရက်သားလက်နဲ့မကြိုက်တဲ့အရက်သားဝန်ထမ်းတွေကိုမင်းတို့ပြစ်မှတ်ထားပြီးမှတိုက်ခိုက်နေတာကဘယ်တော့အခါမှဒါကအကြမ်းဖက်လို့ရပဲဖြစ်တယ်ဒီစကားစကိုမင်းတို့ပြိုလဲအောင်လဲလုပ်နိုင်မှာမဟုတ်ဘူးဒီအရက်သားအစိုးရဝန်ထမ်းဆိုတာဘယ်စနစ်ဘယ်တက်အာနာစင်စနစ်ဘဲလာလားကွန်မြူနစ်စနစ်ဘဲလာလားဘယင်စနစ်ဘဲလာလားဒီမိုကရေစီစနစ်ဘဲလာလားဒီအစိုးရဝန်ထမ်းတွေကပြည်သူဝန်ထမ်းတွေကသူတို့အလုပ်ကသူတို့အလုပ်ပဲလုပ်ရမှာအခု NLD အစိုးရတက်တုံးကပြည်သူဝန်ထမ်းတွေလေစကားစတက်လာတဲ့အချိန်မှာလေပြည်သူဝန်ထမ်းတွေပဲဒါဝန်ထမ်းဆိုတာဘယ်တိုင်းပြည်ပဲလို့အချင်းနေပဲရောက်ပါစေသူကပြည်သူလိုထုတ်အတွက်ပဲအလုပ်လုပ်ရမှာပြည်သူလိုထုတ်အတွက်ပဲသူကအလုပ်လုပ်ပြီးနေရတာလေအထူးသဖြင့်မင်းတို့ရဲတို့လက်နဲ့ကြိုက်တဲ့စစ်တပ်တို့တိုက်တာကဒါကျွန်တော်အပစ်မဆိုးလို့ဒါပေမဲ့အရက်သားပြည်သူလိုထုတ်ဝန်ထမ်းတွေကိုပြစ်မှတ်ထားပြီးမှနော်ဒေါ်လာအစကတည်းကနေဟိုလွတ်တော်ရုံးကိုတွားပစ်လိုက်ထူရုံရုံးကိုတွားပစ်လိုက်ကန့်ရနိုင်ရုံးကိုတွားပစ်လိုက်ပြည်နယ်အစိုးရရုံးကိုတွားပစ်လိုက်ပြည်နယ်စရင်ချုပ်ရုံးကိုမြေရှုလိုက်နော်လာဝကယုံကိုမင်းရှုဖို့တွားလိုက်မိတကုန်းကိုမင်းရှုဖို့တွားလိုက်နေမင်းတို့လုံနေတာကဒါကဒေါ်လာရင်မဟုတ်ဘူးအကျန်းဖက်လို့ရဖြစ်တယ်
အကျန်းဖက်လို့ရဖြစ်တယ်တကယ်မင်းတို့ CNF အဖွဲ့စီတဲ့ဟာခါတော့အဖွဲ့လေးပဲတကယ်ဟာခါကိုနိုင်ချင်တယ်တင်းချင်တယ်ဆိုရင်အယက်တာပီတိုလိုထို့တွေကိုအယက်တာအဆွေအဝန်ထမ်းတွေကိုတာကက်မထားပဲမင်းတို့ပြောကောင်းကောင်းဆွဲလက်နဲ့အင်းနာငွေရင်နာဆုတ်ဆောင်မင်းတို့တင်းနိုင်တဲ့အင်းနာကိုမှရှိပြီဆိုရင်ပြောကောင်းကိုတွားတက်ပြီးမှတခါတည်းတင်းပစ်လိုက်လေအဲ့လိုလုပ်လိုက်လေအခုကမင်းတို့အဲ့လိုလဲမလုပ်ဘူးအခုပထမဆုံးအချင်းလွတ်တော်ဆွေရချင်းပါနေစီမလဲမင်းတို့ဘုံကျဲတယ်နော်တွားပစ်တယ်အဲ့လိုပစ်လို့မင်းတို့ကဘာကျိုးရမလဲပြောဟာကုန်းမှာရှိတဲ့စကားစားကိုမင်းတို့တင်းနိုင်မယ်လို့ထင်တာဒါအနောက်ရှက်ပြီးတော့အဆင့်ပဲဘာမှဖြစ်လာရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်အနေဖြင့်ဒီလိုမျိုးကမလုပ်တင်တော့ဘူးအခုဒေါ်လာ9နှစ်ကြာလာပြီ6နှစ်ဝင်တော့မှာ6နှစ်လဲကုန်တော့မှာဒီတိုင်းပဲကုန်မှာတကယ်ဟာခါထန်တလာတီမီကြာကိုတကယ် CNF CDF ဟာခါနေပြီတင်းချင်တယ်ဆိုရင်ဒီချင်းမျိုးသားတွေတော့ကမင်းတို့တိုက်ခဲ့တယ်ပြောပါကူကိုတွားတက်ပြမှာကိုတိုက်လိုက်တင်းပစ်လိုက်အဲ့ဒါမှမဲလို့အဲ့လိုမဟုတ်ဘဲနဲ့အခုဟာခါမျိုးအတွင်းမှာအဆွေရဝန်ထားတယ်ကိုချင်းလူမျိုးချင်းတွေပဲဝန်ထားလို့နေကြတာအခုမင်းတို့ရဲတို့ပစ်တတ်နေတဲ့ရဲတို့တော်များကလည်းအများဆိုကချင်းလူမျိုးတွေပဲတို့တို့မှလည်းတားသမီးတွေရှိတယ်မင်းတို့မှလည်းတားသမီးတွေရှိတယ်အချင်းချင်းနော်တို့မှလည်းတို့ဒုက္ခရှိတယ်မင်းတို့မှလည်းမင်းတို့ဒုက္ခရှိတယ်အားလုံးမှဒုက္ခရှိတယ်ပို့ဒါကြောင့် CDF ဟာခါ CNN ပဲမင်းတို့အခုလက်ရှိချင်းလန်းခေါင်စီချင်းတဲ့အစိုးရအစိုးပြီးမှမင်းတို့ဖွဲ့စည်းနေတာတော့ယူကိုပွင့်ချင်းပါလို့လားဒီမိုကရေစီချင်းစံနှုံးနဲ့ကိုက်ညီလို့လားအခုချင်းလုံးအစိုးရဆိုပြီးမှချင်းလုံးလွတ်တော်ဆိုပြီးမှဝန်ချီချုပ်တောင်နှခါမင်းတို့ရွေးချယ်ခဲ့ပြီလေဒါဆိုရင်အဲ့လိုမင်းတို့ရွေးချယ်ခဲ့တယ်ဝန်ချီချုပ်တယ်လွတ်တော်ကိုဆိုလည်းပီတိုလိုထုတ်ကရွေးချယ်ခဲ့လို့လားဒီမိုကရေစီကိုလိုချင်တယ်လိုလားတယ်ဆိုတဲ့လက်နဲ့ကြိုက်တော်လိုက်အဖွဲ့ကိုတိုက်ကဒီမိုကရေစီရဲ့စံချင်းစံနှုန်းတွေကိုလိုက်နာခြင်းမရှိပဲနဲ့စန့်ကျင်ဖက်နဲ့လုံနေတာကိုဒါအာနာရှိမအာနာရှိအစွန်းရောက်ပဲလုံရပဲဖြစ်တယ်။ဒါကျွန်တော်ပြပြတာပဲပြောပါရစေ။အခုချင်းလန် government ဆိုပြီးမှမင်းတို့ဖွဲ့စည်းနေရတော့အခုမင်းတို့ချင်းချုံနေမီလို့ကြီးလက်တီတာတွေပြောနေတဲ့ဒီတာတွေမှာစကားဆရှိလို့လားမင်းတို့ရေကိုပွဲကျင်းပမယ်ဆိုရင်ကျင်းပနိုင်တယ်လေလို့ချက်လေတကယ်ဒီမိုကရေစီစံချင်းစံနှုန်းကိုလေးစားတယ်ဆိုရင်ရေကိုပွဲနဲ့လုံလိုက်လေဘာဖြစ်လို့မလုပ်လာလဲအခုစကားရေကိုပွဲကျင်းပပြီးမှဘီတိုလိုထုတ်ကမဲပေးဘီဒီဖြစ်စီမပေးဒီဖြစ်စီတို့ကရေကိုပွဲကျင်းပပြီးမှလော့တော်ဆိုရဖွဲ့တာပဲဒါနခုစလုံးကိုနိုင်ရှင်ရင်စကာဒီမိုကရေစီစံနှုန်းကိုပို့ပြီးတော့လိုက်နာလေးစားတယ် CNF ဖွဲ့စည်းထားတဲ့ချင်းလန်ကောင်စနဲ့ချင်းလန်အစိုးရကဒီမိုကရေစီစံကျင်စံနှုန်းကိုပြီးဖယ်ထားတယ်ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့လိုနဲ့ဒါကြောင့်အစမှာမိမိတို့ကိုယ်တိုင်ကအာနာစင်ကိုတော်လာမယ်ဒီမိုကရေစီစံချင်းစံနှုန်းကိုကျွန်တော်တို့လေးစားတန်ဖို့ထားတယ်ပြောဆိုတဲ့လက်နက်ကအဖွဲ့အစည်းကိုယ်တိုင်ကအာနာစင်ထက်တော့ပူပြီးတော့ဆူရွာလာတယ်ဒီမိုကရေစီစံစင်ဖက်ကိုတွားနေတယ်ဆိုတာကလုံးဝမဖြစ်တင်ဘူးဒါကြောင့်ကျွန်တော်အနေဖြင့်စီတဲ့ဟာခါ CNA မြအနေဖြင့်ဟာခါထန်တလန်ကိုတင်းချင်နေဆိုရင်ပြက်သားနဲ့လိုအင်နာငွေအင်နာလက်နဲ့အင်နာစုဆောင်ပြီးမှတခါတည်းပြိုဟာကုန်းကိုတင်းပစ်လိုက်ဒါမှပဲကျွန်တော်တို့ဟာခါထန်တလန်ကိုတင်းနိုင်မှာဖြစ်ပါတယ်အဲ့လိုမဟုတ်ပဲနဲ့ဟာခါမြို့တွင်မှာရှိတဲ့အယက်တာပီတုဝန်ထန်တွေကိုနေထိုင်တဲ့ဦးရင်တွေနေရတွေကိုပြစ်မှတ်ထားပြီးမှမင်းတို့တိုက်ခိုင်းနေခဲ့မယ်ဆိုရင်ကျွန်တော်အချံပြီးတဲ့အတိုင်း
ဟာခါမြို့တွင်းမှာနေထိုင်ကြတဲ့အစိုးရဝန်ထမ်းတွေအားလုံးဟာခါမြို့ကနေထွက်ခွာကြပြီးမှကလေးမြို့မှာမဟုတ်ရင်တီးတင်မြို့မှာချင်းပြည်နယ်အစိုးရယုံဌာနဆိုင်ရာအားလုံးကိုဆွေပြောင်းကြပါစိုက်ကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်အားလုံးကိုကြည့်ဦးတင်ပါတယ်